ကျွန်တော်အခန်းထဲမှာထိုင်နေတာချင်းတူတူပေါ့နော်သူတို့တွေကြတော့ချင်းသိမ်းမကိုက်ကိုငါကြီးပဲချင်းကိုင်းခံနေရတယ်ပေါ့နော်ဆိုတော့တယောက်ဘာလို့ကွာလဲချင်းကဘာဖြစ်လို့ပတ်လိုက်ရတာလဲဆိုတော့ပြောပြမယ်နံပါတ်1ကကျွန်တော်တို့တယောက်ချင်းစီရဲ့ gene ပေါ့နော်မျိုးဗီဇပေါ်မူတည်တယ်ကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့ထွက်တဲ့ chemical တွေထွက်တဲ့အနံ့တွေမတူဘူးပေါ့နော်အဲ့တော့ကိုယ်အနံ့ကချင်းတိုက်တယ်ဆိုလို့ရှင်ကိုကပို့ပြီးတော့အကိုက်ခံရနိုင်ပါတယ်နံပါတ်2ကကျွန်တော်တို့ထွက်တဲ့ချွေးပေါ့နော်ဆိုတော့အဲ့ဒီခန္ဓာကိုယ်ကဒါကပူတဲ့ခါကျလို့ရှင်ချွေးတွေအများကြီးထွက်တယ်အဲ့တော့အဲ့လိုမျိုးထွက်တဲ့အပူထွက်တဲ့ချွေးဒီမှာရတဲ့အနံ့ရောဒီ heat ရောဒါကိုချင်းကလိုက်တာပေါ့နော်ဆိုတော့အပူချိန်ဘယ်သူကပိုများလဲများတဲ့သူကချင်းကိုက်ခံရဖို့အလားပို့ပြီးတော့များတယ်တချို့လူတွေကအသက်ရှူပို့ပြီးတော့မြန်တဲ့သူတွေရှိတယ်အသက်ရှူမြန်လေကာဗွန်ဒိုင်အောက်ဆိုက်ပို့ပြီးတော့ထွက်လေဒီကာဗွန်ဒိုင်အောက်ဆိုက်ကချင်းတွေအတွက်နောက်ရောက်ခံတဲ့နီးလန်းတစ်ခုဖြစ်တယ်ခန်းထဲကိုလူတယောက်ဝင်လာပြီဆိုတာနဲ့သူ့ရဲ့ကာဗွန်ဒိုင်အောက်ဆိုက်အနံ့ကိုလိုက်ပြီးတော့ဒီချင်းကဒီလူစီကိုတောက်ကြိုက်တာပေါ့နော်ဆိုတော့အသက်ရှူမြန်တဲ့သူကာဗွန်ဒိုင်အောက်ဆိုက်များထုတ်တဲ့သူတွေကလည်းအခုနပြောတဲ့ချင်းကိုက်ခံရဖို့အလားများတယ်နောက်ဆုံးအချက်စိတ်ဝင်စားဖို့အကောင်းဆုံးပါလဲဆိုတော့သွေးမျိုးစားတွေမှာ AB နဲ့ O နဲ့ရှိတဲ့တဲကနေပြီးတော့မှကျွန်တော်တို့က O အမျိုးအစားသွေးပိုင်ရှင်တွေကချင်းကိုက်ခံရဖို့အလားပို့ပြီးတော့များပါတယ်ကျွန်တော်က A မျိုးစားပေါ့နော်ကျွန်တော်ရဲ့အမျိုးသမီးက O ပေါ့ဆိုတော့ကျွန်တော်တို့နှစ်ယောက်မှာဆိုလို့ရှိရင်ကျွန်တော်အမျိုးသမီးကအများနဲ့ချင်းပို့ပြီးတော့အကိုက်ခံရတယ်။ဘာကြောင့်လဲတော့အခုဒီအတိအကျကျွန်တော်မသိသေးဘူးပေါ့နော်ဒါပေမဲ့လည်းလောကရဲ့မတရားဘူး။ဆိုတော့နောက်တစ်ခါချင်းပို့ကိုက်ခံရတယ်ဆိုရင်ဒီဟာလေးသတိထားကြည့်ပါဦးနော်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်။